ပရိသတ်များအားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ယနေ့မနက်အစောပိုင်းကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်ကဒုတိယနေ့ရလဒ်တွေကတော့အာဆင်နယ်3ကိုဘိုင်ယန်မြူနစ်2ကိုအက်တလက်တီကို2ကိုအင်တာမီလန်2ကိုဖရန့်ဖတ်0အတလန်တာက3ကိုလီဗာပူး2ကိုPSV 4ကိုအိုလံပီယာကော့စ်3ကိုရီယယ်မက်ဒရစ်4ကို PSG 5ကိုစပါ3ကိုစပိုတင်လက်စပွန်3ကိုကလပ်ဘရူဂေ0အာဆင်နယ်ဘိုင်ယန်တို့ရဲ့ပွဲစဉ်မှာတော့အာဆင်နယ်အသင်းက 3-1 ဆိုတဲ့အနိုင်ရလဒ်ကိုရယူပြီးမပေးစရာထိတ်ဆုံးနေရကဘယ်သူနဲ့ထိုက်တန်တယ်လဲဆိုတာကိုပြသနိုင်ခဲ့ပါတယ်အခုပွဲမတိုင်ခင်ဘိုင်ယန်တို့ကသွင်းကိုပုံမသွင်းထားကြောင်းအာဆင်နယ်ရဲ့အထက်မှာရပ်တည်နိုင်ခဲ့ပေမဲ့အာဆင်နယ်တို့ကတော့ဘိုင်ယန်ကိုအိမ်ကွင်းခုံဆုံးမလိုက်တာကြောင့်ဘိုင်ယန်တို့ငုတ်သွားခဲ့ရပါတယ်အာဆင်နယ်အသင်းချီစွမ်းတွေကတော့အခုရာသီပုံမတည်ငြိမ်မှုတွေရှိလာခဲ့ပြီးပြီးခဲ့တဲ့နှစ်တွေကတော့အရေးကြီးပွဲစဉ်ရောက်တိုင်းပြပြတလဲဖြစ်တဲ့ပုံစံတွေကနေကွဲထွက်ခါကျစ်လက်တဲ့ကစားဟန်တွေနဲ့ဥရောပကိုမင်းမှုဖို့ကြိုးစားလာခဲ့ပါတယ်။ဇူဘီမန်တီနဲ့ Rice တို့ကွင်းလယ်ကိုသာအာတီတာအသုံးပြုနိုင်ခဲ့ပြီးဆာကာအဇီ Trossard မူရီနိုစတဲ့တိုက်စစ်ကစားသမားတွေနဲ့အာဆင်နယ်တို့အခန့်ကစားသွားခဲ့ပြီးဘိုင်ယန်ကလည်း Kane, Olisica, Gnabry စရှိတဲ့ပုံမှန်ခင်းချင်းနဲ့လာရောက်ရင်ဆိုင်သွားခဲ့ပါတယ်။ပွဲအစား22မိနစ်မှာပဲတင်းဘာကအာဆင်နယ်အတွက်ဂိုးစတင်သွင်းပေးနိုင်ခဲ့ပေမဲ့ခါကဘိုင်ယန်အတွက်32မိနစ်မှာပြန်လည်ခြေပနိုင်ခဲ့ပြီးဒုတိယပိုင်းရောက်မှသာလူစားဝင်ကစားသမားတွေဖြစ်တဲ့မန်တူကီနဲ့မာတင်နယ်လီတို့ကအာဆင်နယ်အတွက်ဂိုးရီဆက်တိုက်သွင်းပြီး3-1ဆိုတဲ့ရလဒ်ကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိလိုလင်းလင်းမြန်မြန်ကစားကွက်တွေနဲ့ကစားနေကြအာဆင်နယ်ရဲ့ယနေ့ကစားဟန်ကဘိုင်ယန်ထက်အပြတ်အသက်တာလွန်ခဲ့ပြီးတိုက်စစ်ပိုင်းကိုပုံမတီတီကြကြပုံဖော်နိုင်ခဲ့တယ်လို့ပြိုင်ဘက်ဂိုးပေါက်ကိုလည်းပုံမကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ဘောလုံးကိုင်ကစားခွင့်ရခဲ့တဲ့ဘိုင်ယန်တို့ကတော့အာဆင်နယ်ရဲ့ပောက်ကွဲအားကိုအချိန်ပြည့်ထိန်းနိုင်မှုအတော်လေးခက်တွေ့ခဲ့ရပြီးယနေ့ပွဲမှာအဓိကတိုက်စစ်မှုကိန်းကွင်းနဲ့ပြောင်းနေခဲ့တာကလည်းဘိုင်ယန်တို့အခုလိုရှုံးခဲ့ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုပဲဖြစ်ခဲ့ရပါတယ်။ချန်ပီယံလိဗုဒ္ဓဘူးနေ့ပွဲတွေမှာအာဆင်နယ်အသင်းကဘိုင်ယန်မြူနစ်ကိုထိုက်တန်အနိုင်ရခဲ့ပေမဲ့လီဗာပူးကတော့အိမ်ကွင်းမှာအချက်တပွဲရလာနဲ့ရှုံးနိမ့်ခဲ့ပါတယ်။လီဗာပူးရဲ့ဆိုရတဲ့ခြေစွမ်းပိုင်းကအန်ဖီမှာဗုဒ္ဓဘူးနေ့ညက PSV ကိုပါ4ဂိုးတကိုးနဲ့အရှက်ရပွဲချန်ပီယံလိမှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပို့ပြီးတော့စိုးရင်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ PSV ကပြီးခဲ့တဲ့ရာသီ League အဆင့်နောက်ဆုံးပွဲမှာလီဗာပူးကိုအနိုင်ယူခဲ့ပေမဲ့လည်းအဲ့ဒီအချိန်တုန်းကလီဗာပူးကဇယားထိပ်ဆုံးမှာအခိုင်အမာရပ်တည်ထားပြီးဖြစ်တာကြောင့်အမှတ်မလို့တော့ဆိုပြီးတော့အဖြစ်ကန်ခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့လီဗာပူးကနောက်ထပ်အရှက်ရစရာအိမ်ကွင်းရှုံးဝင်းနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်အဆင့်73နေရာမှာရပ်တည်ခဲ့ရပြီးဖြစ်ပြီးတော့အာနာစလော့ရဲ့စိတ်သက်ပြတ်ပြားနေတဲ့အသင်းကလက်ရှိမှာတော့3ပွဲဆက်တိုက်ရှုံးဝင်းနဲ့ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ဗန်ဒိုက်ကပထမပိုင်းစတင်ပြီး9မိနစ်ကြာမှာပဲ PSV ရဲ့ထောင်းကန်ဘောကိုရှင်းထုတ်ဖို့ကြိုးပမ်းရမှာလက်ကိုတော်တော်လေးမြင့်တဲ့အနေအထားထိညောင်ထားခဲ့ပြီးထိခဲ့တာကြောင့်ပယ်နယ်တီပေးခဲ့ရပြီး Ivan Perisic ကအမှားယွင်းမရှိကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်10မိနစ်ကြာမှာ Szoboszlai ကကိုတီဂပ်ပိုးရဲ့ကန်ချက်ကနေပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းယူပြီးတော့ခြေပါကိုသွင်းယူပေးနိုင်ခဲ့ပြီးလီဗာပူးရဲ့ဥရောပဂိုး900မြောက်သွင်းကိုဖြစ်လာခဲ့ပါပြီ။လီဗာပူးကဦးဆောင်ကိုသွင်းယူဖို့ကြိုးပမ်းလာခဲ့ပြီးဗန်ဒိုက်ရဲ့ဂိုးသွင်းယူဖို့ကြိုးပမ်းမှုကဂိုးပါရန်ထိမှန်ခဲ့ပြီးတော့ဒုတိယပိုင်းမှာတော့ပွဲက PSV ဘက်ကိုပြန်ပြီးတော့အလေးသာသွားခဲ့တာပဲဖြစ်ပါတယ်။မူရိုဂျူနီယာကဘဲတောင်မှန်မှာဘဲသူမှဘောလုံးလာမလို့ပဲအေးအေးဆေးဆေးဖြစ်နေအောင်တိကျတည်တတ်တဲ့ဖြတ်တင်ပေးပို့မှုပြုလုပ်နိုင်ခဲ့ပြီး host day က56မိနစ်မှာသူ့ရဲ့ပထမဆုံးချန်ပီယံလိသွင်းကိုသွင်းယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ PSG ရဲ့ဦးဆောင်မှုကနောက်ထပ်18မိနစ်အကြာမှာထပ်မံတိုးမြင့်နိုင်ခဲ့ပြီးတော့အဲဒရီကလီဗာပူးရဲ့ဆိုးရတဲ့ခံစစ်အမားကိုအခွင့်ကောင်းယူသွားခဲ့ပါတယ်။ရီကာဒိုပတ်ပီရဲ့ကန်ချက်ကဂိုးတိုင်ထိမှန်ခဲ့ပြီးမြဲ Dreamwatch ကအလိုက်တင်မဲ့ပိတ်သွင်းယူနိုင်ခဲ့ပြီး PSV ရဲ့ကြော်ကြားတဲ့ချန်ပီယံလိအောင်ပွဲကနာကျင်အချိန်ပေါ်မှာစာဂျီနိုဒက်ပြန်ချိုးပေးလိုက်တဲ့ဘောလုံးကို Dreamwatch ကပဲကန်သွင်းယူခဲ့တဲ့ဂိုးနဲ့အကောင်းဆုံးပိတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးဝစီမုတ်ချိန်အဖီကိုနဲ့မှာအာနာစလော့နဲ့ကစားသမားတွေကိုဒေါသထွက်နေတဲ့ပရိသတ်အုပ်ကြီးကအလောင်းပြောင်ခဲ့ကြပြီးလီဗာပူးအတွက်တော့12ပွဲအတွင်း9ပွဲမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်ရှင်။အနည်းငယ်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေကတော့ထူးထူးခြားခြားသွင်းဂိုးတွေများခဲ့ကြပါတယ်။ ကီလီယန်အမ်ဘာပေကရီယယ်မက်ဒရစ်အတွက်တပွဲတဲ့4ဂိုးသွင်းယူပေးခဲ့တယ်လို့ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စစ်ပိုင်းမှာကီလီယန်အမ်ဘာပေနဲ့ဗီနီရှက်ဂျူနီယာရဲ့တွဲဖက်ညီညွတ်မှုကဒီပွဲမှာအထူးတလဲပေါ်လွင်ခဲ့ပါတယ်။ဘာပေကတော့ပွဲစဉ်အတွင်းမယုံနိုင်စရာခြေစွမ်းပြခဲ့ပြီး4ဂိုးအထိသွင်းယူနိုင်ခဲ့တယ်လို့ဗီနီရှက်ကလည်းဂိုးဖန်တီးမှု2ကြိမ်အထိပြုလုပ်ပေးခဲ့ပါတယ်။
သူတို့နှစ်ဦးအတူတကွအောင်ပွဲခံကြတဲ့ပုံရိပ်တွေကိုမြင်တွေ့ကြရတာကကောလာဟာလများစွာကြားနေရတဲ့ Real ပရိသတ်တွေအတွက်တော့အပျော်ရွှင်အောင်ဆုံးပုံရိပ်များဖြစ်ခဲ့ပြီးတော့သူတို့ကြားကဆက်ဆံရေးကပုံမကောင်းမွန်ခိုင်မာလာကြောင်းကိုလည်းဖော်ပြနေပါတယ်။ဒီနိုင်ပွဲက Real အသင်းအတွက်၃ပွဲဆက်နိုင်ပွဲပြောက်ဆုံးခဲ့တာကိုခြေဖြတ်နိုင်ခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။ဘာပေကတော့6မိနစ်ကျော်အတွင်းမှာပဲ hat-trick သွင်းယူလိုက်နိုင်ခဲ့ပြီးချန်ပီယံလိသမိုင်းရဲ့ဒုတိယမြောက်အမြန်ဆုံး hat-trick ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အမြန်ဆုံးစံချိန်မှာလီဗာပူးရဲ့ဆာလာက6မိနစ်12စက္ကန့်နဲ့ယူထားပါတယ်။သို့တော့အိုလံပီယာကို့စ်အိမ်ကွင်းမှာကစားခဲ့ရတဲ့ရီယယ်ရဲ့ဒီနိုင်ပွဲကတော့လွယ်မယောင်နဲ့ခတ်ခဲတဲ့အခြေအနေတွေကိုကြော်ဖြတ်ပြီးမှရယူခဲ့ရတာဖြစ်ပါတယ်။ပွဲအစ10မိနစ်သွင်းကိုကြောင့်နောက်ကလိုက်ကစားခဲ့ရသလိုဘာပေရဲ့ဂိုးရီနဲ့ပြန်လာနိုင်ခဲ့ပေမဲ့87မိနစ်မှာ3-4အထိပြန်ဖြစ်ခဲ့လို့ရီယယ်အနေနဲ့အဝေးကွင်းမှာအဖိုးတန်3မှတ်ရဖို့အတွက်နောက်ဆုံးမိနစ်အထိအနိုင်ရလက်ကိုထိန်းသွားခဲ့ရတာဖြစ်ပါတယ်။ PSG ကွင်းလယ်လူဗီတင်ညာကလည်းစပါအသင်းကို9-3နဲ့အနိုင်ရတဲ့ပွဲမှာ hat-trick ရရှိခဲ့ပါတယ်။ဘောလုံးဝမ်းသာရှင်တွေစိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်တွေမှာအာဆင်နယ်ချယ်ဆီတို့အနိုင်ရခဲ့ကြပေမဲ့ခြုံပြီးပြောရမယ်ဆိုရင်တော့ဒီတစ်ပတ်ချန်ပီယံလိမှာပရီးမီးယားလိအသင်းတွေရလက်မကောင်းခဲ့ကြပါဘူး။အာဆင်နယ်နဲ့ချယ်ဆီတို့ကအနိုင်ခဲ့ကြပြီးတော့ချန်လေးသင်းစလုံးရှုံးနေခဲ့ကြတာပဲဖြစ်ပါတယ်။လာလီဂါမှာလည်းမက်ဒရစ်နဲ့သင်းမဲ့နိုင်ပွဲရခဲ့ကြပါတယ်။ AT ကိုမက်ဒရစ်ကတော့အင်တာမီလန်နဲ့အကြိတ်နဲ့ရှင်ပြိုင်ကစားခဲ့ပြီး90အပေါင်း3မိနစ်သွင်းကိုနဲ့အနိုင်ပွဲရယူနိုင်ခဲ့တာပါ။လာမယ့်ပွဲစဉ်6မှာတော့အင်တာနဲ့လီဗာပူးမန်စီးတီးနဲ့ရီယယ်မက်ဒရစ်တို့အဆုံတွေ့ကြမှာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အာနာစလော့အတွက်မသေးကြတော့တဲ့လီဗာပူးအနာဂတ်အကြောင်းလေးကိုပြောချင်ပါတယ်။ PSV နဲ့ပွဲစဉ်အပြီးမှာလီဗာပူးပရိသတ်တွေအနီးပြအာနာစလော့အပေါ်သိခံနိုင်စွမ်းကုံဆုံးသွားခဲ့ပါပြီ။အာနာစလော့ကပြီးခဲ့တဲ့ရာသီကလီဗာပူးအသင်းကိုပထမဆုံးကင်တွဲနှစ်မှာပရီးမီးယားလိဖလားရခဲ့တဲ့ဆိုပေမဲ့ဒီရာသီမှာရလက်တွေဆိုရပြီးရင်ဆိုရလို့နေခဲ့ပါတယ်။ရာသီအစမှာတုံးခဲ့တဲ့ငွေကြေးတွေကိုမှအာမနာလီဗာပူးတင်ကရှုံးပွဲတွေကြီးဆက်တိုက်နေခဲ့ပါတော့တယ်။နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ12ပွဲမှာလီဗာပူးအသင်းက3ပွဲပဲအနိုင်ရခဲ့ပြီး9ပွဲအထိရှုံးနိမ့်ခဲ့ရသလို PSV နဲ့ပွဲပြီးမှနောက်ဆုံး3ပွဲဆက်တိုက်ရှုံးနိမ့်သွားခဲ့ရပါပြီ။ပရီးမီးယားလိမှာအဆင့်7အထိရောက်နေပြီးအမှတ်ပေးစရာထိတ်ကအာဆင်နယ်အသင်းနဲ့17မှတ်အထိကွာဟနေသလိုချန်ပီယံလိပြိုင်ပွဲမှာလည်းအဆင့်73နေရာအထိရောက်ရှိနေခဲ့ပါတယ်။ဒါကြောင့်မို့လို့လီဗာပူးပရိသတ်တွေကပရီးမီးယားလိပဲယူပေးထားပါစေ။အနာစလော့ကိုထုတ်ပယ်ဖို့အတွက်တောင်းဆိုနေကြပြီပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်တင်ဆက်ပေးမှာကတော့အသင်းကောင်းမှုအတွက်ဆိုလို့ရှိရင်တော့3-4-3ကစားကွက်ကိုပြောင်းလဲဖို့ဒါမှမကဘာမဆိုလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတဲ့အမော်ရင်မှာManchester United နီးပြအမော်ရင်ကသူကအများပြောသလို3-4-3ကစားကွက်ကိုတရက်သေးဆွဲကင်ထားသူမဟုတ်ပဲအသင်းအတွက်အဆင်ပြေမယ်ဆိုရင်ဘာမဆိုလုပ်သွားဖို့ဆန္ဒရှိရလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။ United အသင်းကအတန်နဲ့လာနေတော့က Everton ကို Old Trafford မှာ1-3နဲ့မထင်မှတ်ပဲရှုံးနေပြီးတော့ပွဲကစားချိန်အတွင်းအမော်ရင်ကသူ့ရဲ့3-4-3ကစားကွက်ကိုပြောင်းလဲမလုပ်ပဲဒီတိုင်းနဲ့ဆက်ကစားစေခဲ့တဲ့အတွက်ဝေဖန်ခံခဲ့ရပါတယ်။ United အသင်းချေပါကိုရဖို့အသေးအတန်စူးစမ်းနေချိန်မှာအမော်ရင်ကသူ့ရဲ့ကစားကွက်အထိုင်ကိုမပြောင်းလဲပဲခန်းစစ်3ယောက်တန်းနဲ့သာဆက်ကစားပြီးဒေါကုနေရာမှာ Dalot, Casemiro အစား Kofi Minu တို့လိုဓာတ်ရိုက်လူစားလွဲမှုတွေကိုသာပြုလုပ်ခဲ့ပါတယ်။အမော်ရင်ရဲ့ United နီးပြဘဝ12လတာကာလအတွင်းပရီးမီးယားလိ39ပွဲမှာ12ပွဲသာအနိုင်ရခဲ့ပေမဲ့လည်းသူ့ရဲ့3-4-3ကစားကွက်အပေါ်ဝေဖန်မှုတွေကိုခေါင်းဝင်မာနဲ့ကာကွယ်ခဲ့ပါတယ်။အခု Everton နဲ့ပွဲမှာလည်းခေးရီဓာတ်ရိုက်အနီနဲ့ထွက်သွားလို့7မိနစ်ကျော်လောက်ခရဲက United အသင်းကစားသမားတစ်ယောက်တာရခဲ့ပေမဲ့နိုင်ပွဲမယူနိုင်တဲ့ပြင်အိမ်ကွင်းမှာရှုံးပွဲတွေ့ခဲ့ရတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းကတော့ Dazn Portugal ရုပ်သံအင်တာဗျူးမှာအစီအစဉ်တင်ဆက်သူကအမော်ရင်းအနေနဲ့ Sporting Lisbon မှာတော့ကလို့တိုက်စစ်ကိုပုံသေးမဟုတ်ပဲရွေ့လျားတဲ့ပုံစံမျိုးအသုံးပြုဖို့ရှိလားဆိုပြီးတော့မိကွန်းထုတ်ခဲ့တော့အမော်ရင်ကဒီနေ့ခေတ်မှာအင်္ဂလန်လိဂ်ပေါ်တူဂီလိဂ်တာမကကမ္ဘာတဝန်းကလိပြိုင်ပွဲတွေမှာကလပ်အသင်းတိုင်းကအပြောင်းလဲတွေနဲ့အသင်းကိုတည်ဆောက်နေကြတာဖြစ်ပါတယ်။ပထမကစားကွက်4-4-2ဖြစ်နေပေမဲ့9မိနစ်အကြာမှာ4-3-3ဒါမှမဟုတ်3-4-3လည်းဖြစ်ချင်ဖြစ်သွားတာပါ။အဲဒါကြောင့်လူတော်တော်များများကထင်တယ်လို့ကျွန်တော်ကကစားကွက်တစ်ခုတည်းကိုပဲတရက်တည်းဆွဲကင်ထားမျိုးမဟုတ်ပဲကျွန်တော်အနေနဲ့လည်းအပြောင်းလဲတွေလုပ်ဖို့ဆန္ဒရှိပါတယ်လို့ဖြေကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့လန်ဒန်မှာပဲအသင်းကဘာရောက်လဲဆိုတာပြသရမယ့်ဒါဘီပွဲစဉ်အဖြစ်ဒီတစ်ပတ်တင်းနေညမှာတော့ပရိသတ်တွေရှုစားကြတော့မှာဖြစ်ပါတယ်။ချယ်ဆီတင်ကလည်းငါတို့ကလက်ရှိကဘာမှမရဘူးတဲ့ဖလားမရှိတော့ဘူးဆိုတဲ့ဂုဏ်သိက္ခာကိုပြရမှာဖြစ်တယ်လို့တစ်ဖက်ကအာဆင်နယ်အသင်းကလည်းငါတို့မရဘူးတဲ့ဟာဥရောပဖလားတွေပဲရှိတော့တယ်ဆိုတာဆိုပေမဲ့လည်းဒီနေ့မှာတော့ရအောင်ကြိုးစားမယ်ဆိုတဲ့သူတို့ရဲ့ကစားပုံကိုသတိထားရပါလိမ့်မယ်။အာဆင်နယ်ကပြိုင်ဘက်ရဲ့ကစားပုံကိုလိုက်ပြီးပြောင်းလဲတတ်တဲ့အသင်းမှာပြိုင်ဘက်ကအသင်းကြီးဖြစ်ပြီးဘောလုံးကင်ရင်တော့သူတို့တွေကတံပြန်တိုက်စစ်နဲ့တိုက်စစ်စင်ပါတယ်။ပြိုင်ဘက်ကအသင်းငယ်ဆိုရင်တော့အာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှုကိုအသားပေးပြီးတိုက်စစ်စင်ပါတယ်။ဒါတွေမကသေးပဲထောင်ကန်မော်ရီဆတ်စပီတွေကိုလည်းအသုံးချနိုင်စွမ်းအပြည့်ရှိတဲ့အသင်းသသိမ်းဖြစ်နေပါတယ်။
လိုအပ်ရင်လောင်းဘောတွေကိုအသုံးပြုပြီးလဲကစားနိုင်စွမ်းရှိပါတယ်။ကုန်ပြောရရင်တရားတီအာတီတာကဖလားအောင်မြင်မှုရဖို့ရတဲ့နည်းနဲ့အစွမ်းကုန်စူးစမ်းအားထုတ်နေရကိုမြင်နေခဲ့ရတာပါ။အသင်းကြီးပုံစံမျိုးကစားမယ်လိုအပ်ရင်အသင်းငယ်ပုံစံမျိုးလဲတံပြန်တိုက်စစ်နဲ့ကစားမယ်ဒါကြောင့်ဒီပွဲကအချက်စီအသင်းအတွက်တဦးချင်းအမားတွေကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်စစ်စင်ကစားကြမှာကိုအတော်လေးစိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါကျွန်တော်ရဲ့မြင်ကတော့မာရက်စကာကလူစင်းကိုတော့ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့လူစင်းကိုပဲအသုံးပြုလာမယ်လို့ထင်ပါတယ်ကွင်းလေချင်းအားပြိုင်မဲ့ပွဲလို့ပြောလို့ရမယ်ထင်ပါတယ်ခိုးပါမှာပါဝင်လာဖို့မသေးချပေးပဲအထူးကအချက်ကတော့ချက်စစ်ကစားသမားတွေအနေနဲ့ဒီပွဲကိုဘိုလ်လူပွဲတစ်ခုလိုမျိုးမန်တနတီထည့်သွင်းပြီးရင်ဆိုင်ရပါလိမ့်မယ်ချယ်ဆီတင်းအတွက်တော့အားနည်းချက်ကအနောက်တန်းကိုစိတ်မချရတဲ့အချက်ပါအားနည်းချက်မရှိတဲ့အာဆင်နယ်ကိုချယ်ဆီဘယ်လိုလက်ခံပြီးရင်ဆိုင်သွားမလဲဆိုတာကတော့စောင့်ကြည့်ကြပါစို့လားရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရတဲ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေနေ့စဉ်ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်